တခါလေးလာတင်မှုလုပ်ပူတယ်ကပါလဲဆိုတော့တဲ့ကလုံးလေးမှာရေးထားတဲ့ဟာလေးကိုကျွန်တော်တော်တော်လေးသဘောကျတယ်အမုန်းတရားတွေနည်းသွားဖို့ဆိုရင်တဲ့မြစ်တာဖောင်နေကျင်ဖို့လိုတယ်လေးလာတင်မှုတဲ့လုံနေတယ်စာတီလည်းပြန်တင်နေတဲ့သူဆိုတော့လူငယ်တွေအတွက်ဘယ်လိုလေးစဉ်းစားမိလဲဆိုတော့ဟုတ်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်းကြုံမှုတယ်ကျွန်တော်အမြဲတမ်းလေးလာတင်ယူနေတယ်အဲ့တော့လေးလာတင်ယူတဲ့အခါမှာကျွန်တော်ဒီမှာစာလေးရှိတယ်မှတ်သားစရာဒီဟာလေးရှိတယ်ပြောခုဘက်ဖိုင်လေးကိုကျွန်တော်ကြည့်မယ်ဆိုရင်အပေါ်မှာစာဒီမှာမှတ်စရာနေရာလေးရှိတယ်အရင်နည်းနည်းကျင်းနေတယ်ကျွန်တော်ကမှတ်နေရင်နဲ့ပြည့်သွားပြီဆိုရင်နောက်ထပ်မှတ်စရာနေရာမရှိဘူးဆိုရင်ကျွန်တော်မမှတ်တော့ငါမှတော့မှတ်စရာတွေရှိနေသေးတယ်ဆက်ပြီးမှတ်မှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ဘောင်ကျင်းနေတာဖြစ်တဲ့ကြောင့်ဒီစာရဲမျိုးဆိုရင်ကျွန်တော်တို့မှတ်စရာအများကြီးပဲမှတ်လို့ရသေးတာဆိုပဲအတိနဲ့ဆက်ပြီးမှတ်တဲ့ကကြတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့အကြောင်းအရာတွေအတွင်းထဲမှာရှိတဲ့ယုံကြည်မှုတွေအတွင်းထဲမှာရှိတဲ့ idea တွေကတဖြည်းဖြည်းနဲ့ဒီကိုထွက်လာတယ်အဲ့တော့ဒီမှာတစ်ခါလောက်ရေးပြီးသွားပြီဆိုရင်ကျွန်တော်တစ်ခါလေးကျတော့ထူးဆန်းတဲ့ကိစ္စတွေရှိတယ်စာအုပ်ထဲမှာတစ်ခါလေးမှာမသိလိုက်မသိဘာသာနဲ့ရေးထားတဲ့အကြောင်းအရာလေးကအပြင်မှာတကယ်လို့ဖြစ်လာတယ်လိလာသင်ယူမှုနဲ့ပတ်သက်ပြီးဆိုရင်လိလာသင်ယူမှုဘောင်တွေကိုချဲ့ဖို့အတွက်ကျွန်တော်တို့မှတ်တမ်းမှတ်ရာစာရွက်တွေထားတာစာလုံးဝအများကြီးလုပ်စေခြင်းနဲ့စာအုပ်တွေနဲ့မှတ်စေခြင်းနဲ့ကွန်ပျူတာ note တွေမှာမှတ်စေခြင်းနဲ့ဘဝမှာလည်းဒီတိုင်းပဲကိုလုံးလို့ရတဲ့ဆိုတဲ့ idea တွေကိုလုံးလို့ရတဲ့ဘောင်တွေကိုတိတိလေးမထားဘဲနဲ့ချဲ့ထားတဲ့ကိုယ့်ရဲ့ဘောင်တွေဘယ်လောက်ကျယ်လဲဆိုတာကဒီတိုင်းတိုင်းတွေကိုလည်းမသိနိုင်ဘူးစာအုပ်စာပေတွေဖတ်ရမယ်သင်တတ်နေတရားမယ် IT နည်းပညာကော personal development ကောကောင်းခြင်းနဲ့ဘောင်တွေကျယ်ခြင်းနဲ့ဘဝရည်ရွယ်ချက်တွေလည်းတွေ့ရှိခြင်းနဲ့ဆိုရင်တော့ you ကဖွင့်လိုက်တဲ့ SND တန်းကိုစ join မှာပြီးရင် development ကူနာ network CCND တန်းကို join မှာအခါအားလျော်စွာဖွင့်ပေးတဲ့ public speaking တွေ live public ကိုဆွဲထုတ်တဲ့သင်တန်းတွေကိုတက်ပါအကြံပြုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်